တော်တော်များများလဲတွေ့ဘူးကြမှာပါအချိန်နဲ့မြဈေးနှုန်းပြောင်းလဲရှိနိုင်ပါသေးဆိုတာအပူပြောတာမဟုတ်ဒီကာလမှာတကယ်ဖြစ်နေတာခုနေ့က customer model မြင်ကားအတွက်ဗတီတစ်လုံးလမ်းမိတယ်သူမေးရချိန်မှာ6သိန်း9,900 customer သူသိချင်တာမေးလိုက်ချသွားလိုက်တခြားတစ်သိန်းမေးလိုက်ချသွားလိုက်ပေါ့3-4ကောက်ဖြစ်အဲ့တော့နေခင်းကြောင်ဈေးကပြောင်းရောပြောင်းတာကဈေးရော့တာကျွန်တော်ကဒီတစ်ခေါက်ဝယ်တဲ့ကဈေးရော့တယ်တဲ့ဆိုပြီးတော့အဲ့နဲ့သူ့ကို14,000ပြန် short ပေးလိုက်တာ6သိန်း8,500ဖြစ်သွားပြီ699ကနေပြီးတော့အဲ့ဒီမှာတခြားဆိုင်နေပြီးတော့လန့်ဆက်တယ်ဗျလိုချင်တာပေါ့အဲ့တော့တကယ်တမ်းက customer ဆိုင်မှာရောက်နေချိန်ဆိုကျွန်တော်ပြောလိုက်ရအခုပစ္စည်းရှူမှလားကျွန်တော်တခြားဆိုင်ကိုပေးရမယ်အဲ့လိုမဟုတ်ဘဲနဲ့အပြင်မှာကျကျွန်တော်ဇွေရောင်းနေထင်မှလဲဆိုတော့အဲ့တော့ကျွန်တော်ကဲနေပါသေးဆိုပြီးတော့တခြားဆိုင်ကိုပဲပေးလိုက်တာပေါ့တကယ်တမ်းကျွန်တော်က customer တော်ရောင်းနေသေးတယ် customer maintain ရမယ်ကျွန်တော်တို့ပိုပြီးပြပြဝဝမြင်ရမယ်ပေါ့ဗျာဆိုင်ချင်းချင်းကျတော့ကျွန်တော်ကချင်းချင်းဈေးဆိုတာရှိတယ်ပြီးကြတော့ဒီကာလမှာပစ္စည်းတွေပြတ်တဲ့ခါကျကျွန်တော်လိုတဲ့အားရှင်သူတို့စီကပြန်သွားယူရတယ်အခုကျွန်တော်ပေးပါအောင်အမကျွန်တော်ဒါလေးရောင်းပေးပါအောင်မျှပေးပါအောင်သူတို့လိုတဲ့ခါကျလည်းကျွန်တော်စီလာယူဆိုင်ချင်းချင်းတွေကဆက်ဆက်ရှိတယ်အဲကြတော့နောက်ရက်ပစ္စည်းပြန်ရောက်လာတဲ့ချိန်ကျတော့ဈေးက4,000ဝက်တက်သွားတာကက်စတမာလည်းအရင်ဈေးနဲ့စစ်တယ်အခုအဲ့လိုတော့မရဘူးအခုတခြားနေဝယ်လို့ရတဲ့ဝယ်လိုက်ကျွန်တော်လာတက်ပြီမယ်စားဘက်ကတော့ပေးအဲ့လိုမျိုးအဆင်ပြေတယ်ကျွန်တော်ဈေးကအဲ့လိုကြီးအများကြီးကျ short ပေးလို့မရဘူးအဆင်မပြေဘူးပေါ့အဲ့လိုကြလဲ running ကိစ္စပါညာပစ္စည်းပေါ်တန်နေရဒစိအကောင်းမြန်သူလိုချင်တဲ့ brand အဲ့တော့ပစ္စည်းပေါ်မှာတန်နေရမရှိနဲ့ပစ္စည်းကကောင်းတယ်အဲ့တော့မှားလိုက်ကျွန်တော်လာတက်ပေးမယ်ပေါ့အဲ့လိုပြောရတယ်နောက်ဆုံးတော့မိနစ်ပိုင်းတွင်ဖြစ်သွားတဲ့ကိစ္စရဲဆိုတော့ကျွန်တော်ပဲ short ပေးလိုက်ရတာပါ customer လိုချင်တဲ့ဈေးကိုကျွန်တော်ပဲ short ပေးလိုက်ရတယ်ပဲဆိုပါတော့အဲ့တော့အချိန်နဲ့မျှဈေးနှုန်းပြောင်းလဲရှိနိုင်ပါတယ်ကျွန်တော်စီမှာ comment ထဲမှာမေးရဆိုရင်ကျွန်တော်ဖြည့်ပေးတယ်နော်တို့ပြီးအပေါ်မှာ take ကလေးတက်ပေးတာဘေးရကတည်းဒါ average ကြီးပါကျွန်တော်နောက်ရက်ဒီမှာ update သိချင်တာရှိရင်ကျွန်တော်ကိုဖုန်းဆက်မေးပေးပါအချိန်နဲ့မျှဈေးနှုန်းပြောင်းနေလို့ပါကျွန်တော်အမြဲတမ်းပြောတယ်အဲကြောင့်အခုမေးတဲ့6သိန်းတန်ကညနေခင်းမှာဆိုပါတော့မနေ့ပြန်မှာ6သိန်း3-4တောင်းလည်းပြည့်မယ်တခါတလေကျွန်တော်ဈေးဟာတာရဲ့ကြောက်စရာရင်တော့10%ဒုံးလို့ထောင်တက်သွား6သိန်းတန်တစ်လုံးချက်ချင်း6,000လောက်တက်သွားအဲ့လိုမျိုးဒါအတက်ကြီးကိုပြောတာမဟုတ်ကျွန်တော်တို့ကြတာမျိုးလည်းရှိတယ်တခါလေဈေးတွေမငြိမ်လို့တချို့ကဆွဲတက်သွားတဲ့ဈေးကကျွန်တော်ပစ္စည်းနည်းနည်းပြန်ဝင်လာတဲ့ချိန်မျိုးမှာပြတ်ချပေးတာမျိုးတွေလည်းရှိတယ်ဈေးကျသွားမျိုးလည်းရှိကျွန်တော်ကတက်တာနဲ့ကြာတယ်ကျွန်တော်ကကြာတာကြိုက်တာဆိုပါတော့ဗတိတစ်လုံးက3သိန်းရနေပြီးတော့3သိန်းခွဲဖြစ်သွားကျွန်တော်ကပြောတယ်ဗျအဲ့တော့3သိန်းခွဲတန်ဆိုလို့ချင်း3သိန်းတန်10လုံးထားမယ်နေရမှာကျွန်တော်ကအဲ့ရင်းနှီးနဲ့ပဲကျွန်တော်က3သိန်းခွဲတန်လုံး20 3သိန်းခွဲရော့သွားရင်ကျွန်တော်အလုံး20ထားလို့ရတယ်ကျွန်တော်ကလုံးရင်များများရောင်းနေတယ်အဲ့လိုမျိုးပဲဖြစ်နေတာကျွန်တော်ကဟိုဈေးတက်တာမကြိုက်ဘူးကျွန်တော်ကဟိုဈေးမငြိမ်တာလည်းမကြိုက်ဘူးကျွန်တော်ကဈေးငြိမ်နေရဆိုလို့ချင်းအမျက်တကူကပုံတွေတွက်လို့ရတယ်ဈေးမငြိမ်ကျွန်တော်ကအမျက်တွက်လို့မရအဲ့လိုမျိုးရှိပါတယ်